Hello အားလုံးပဲမင်္ဂလာပါရှင် Anastasia Tarot ကမိဖူးဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ March လရဲ့ second week အတွက်ပေါ့နော် March လ second week အတွက် collective reading အနေနဲ့ March လ second week message လေးကိုကြည့်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့မိဖူးနဲ့တူတူ reading လေးကိုကြည့်လိုက်ကြပါမယ်နော်အဲ့တော့ပထမအဆုံးကြာလာတဲ့ cat ကကြတော့ပေါ့နော် Four of Swords တဲ့အဲ့တော့ဒီ March လ second week ထဲမှာတဲ့အခြေအနေတွေကနည်းနည်းလေးရက်တန့်နေတယ်လို့နှေးကွေးနေတယ်လို့ဖြစ်တတ်တယ်ပေါ့နော်ရက်တန့်နေရနှေးကွေးနေရဆိုတာကဘယ်လိုလဲဆိုတော့ကိုလက်ရှိလုပ်နေရတဲ့အရာတွေကအရန်ကြီး moving forward တိတ်မဖြစ်တာပေါ့နော်အရန်အရှိကိုအရန်ကြီး process တိတ်မဖြစ်တဲ့အနေအထားမျိုးကိုကခဏလေးဒီနေရာမှာခဏပြန်ရက်ပြီးတော့စဉ်းစားရတာသုံးသပ်ရမယ်ဆိုတဲ့အနေအထားမျိုးမှာပြထားတယ်ကိုရဲ့ဒီခဏပြန်ပြီးတော့အနားယူပြီးတော့ပြန်စဉ်းစားသုံးသပ်ရမယ်အချိန်ကာလလို့ March လ second week မှာတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီ second week ထဲမှာကကိုဒီဘလောက်ပဲကိုအရှိကိုပဲဒုံဆိုင်ပြေးနေအရာတွေကဒီပြောရင်ကိုစီရောက်လာမဲ့အရာတွေကနေကွေးနဲ့ပဲဖြစ်နေတတ်တယ်အဲ့တော့ပြန်ပြီးတော့ကိုရဲ့ဒီလောက်ရမဲ့အရာတွေရှေ့ဆက်ရမဲ့ကိစ္စတွေရှေ့ဆက်ရမဲ့journey အတွက်ကိုဘယ်လိုသွားမလဲဆိုတဲ့အရာမျိုးကိုပြန်ပြီးတော့မှခဏလေးငြိမ်လေးပြန်ပြီးစဉ်းစားသုံးသပ်ရမယ့်အနေအထားမျိုးတွေ့တယ်နောက်ပြီးတော့ကိုရာရဲ့စိတ်နဲ့ energy ကလည်းကို energy ကလည်းဘယ်လိုလဲဆိုတော့လောလောဆယ်မှာခဏဘယ်လိုပြောရမလဲနည်းနည်း energy ကလေငါလောက်တာတွေကတခါလေးမှန်နေရဲ့လားဆိုတာမျိုးပေါ့နော်ငါလက်ရှိဘလို့ဘာတွေလုပ်နေရလဲဆိုတာမျိုးပေါ့နော်ငါလောက်တဲ့အရာတွေဒီမှန်နေလားငါဘာတွေလုပ်နေရလဲငါဘယ်တွေရောက်နေရလဲငါရဲ့ life ကဘလို့ဖြစ်ပြီးဒီလက်ရှိရှိနေတဲ့နေရာမှာငါဘာကိစ္စရောက်နေရလဲငါဘာလုပ်နေရလဲအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့ကိုယ့်ရဲ့လက်ရှိဘဝကိုပြန်သုံးသပ်တဲ့အနေအထားမျိုးပြန်တွေ့ရမယ်တကယ်ရောငါလုပ်တာတွေကမှန်ရဲ့လားငါရဲ့ဘဝက future မှာဘာဆက်ဖြစ်မှာလဲဆိုတာမျိုးပြန်ပြီးတော့ကိုပြန်လဲစဉ်းစားသုံးသပ်တဲ့အနေအထားချိန်ကာလမျိုးတွေ့တယ်ပေါ့နော်အဲ့တော့အရင်ကြီးရှိကိုတိုးသွားတာထက်စားလို့ရှိရင်ခဏလေးငြိမ်ပြီးတော့မှဒါပြန်ပြီးတော့မှဒီ analysis ပြန်လုပ်တဲ့အချိန်ကာလမျိုးကိုဒါတွေ့ရတယ်ပေါ့နော်တချို့ဒီအခြေရေးပိုင်းမှာဆိုရင်တော့ဒါတယောက်နဲ့တယောက်ကြားထဲမှာစကားတွေအများကြီးပြောနေရတာမျိုးမဟုတ်ဘဲねပေါ့နော်ပြန်ပြီးတော့မှခဏဒါပြန်ငြိမ်သက်သွားတဲ့အနေအထားမျိုးပေါ့အရင်ရှိတော့ကတော့အဲ့လိုမျိုးအရန်နေစကားတွေပြောချစ်ခဲ့ကြတာမျိုးတွေရှိမယ်ဒါပေမဲ့လက်ရှိအချိန်မှာပြန်ပြီးတော့ရောက်တဲ့တယောက်သွေးအေးတလို့မျိုးဖြစ်တာစကားတွေတိတ်မပြောဖြစ်တာပြန်ပြီးတော့ဒီဆက်ဆံရေးကိုပြန်လဲသုံးသပ်တာအဲ့လိုအနေထားမျိုးပေါ့နော်ဒါအခြေရေးမှာဆိုရင်တော့အဲ့လိုအနေထားမျိုးမှာဖြစ်တတ်ပါတယ်ဆိုတော့ဒီ second week မှာက March လ second week မှာက things ပေါ့နော်ဒီအရာတွေအကုန်လုံးကနှေးကွေးနေတယ်လို့ရက်တက်နေတယ်လို့ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒုတိယကလေးနောက်တစ်ကလာပြောပြပါအဲ့တော့အဲ့လိုပဲထပ်ပြီးတော့နှီးတုံနဲ့ထပ်ဖြစ်အောင်ပဲပေါ့နော်အဲ့တော့ Knight of Pentacles ဆိုတာကလည်းပြောရင်သူကတော့ဒီ cat မှာခဏလေးနော် Knight of Pentacles တဲ့အဲ့တော့ဒီဟာကသူ့အနေနဲ့ဒီokay အဲ့တော့ Knight of Pentacles မှာသူကပြန်ရှင်းတဲ့အခါမှာဒီ cat နဲ့ cat ဆိုအဲ့တော့ကိုယ့်ရဲ့ဒီစိတ်တန်ရာတွေအရှိရဖြစ်ခဲ့တဲ့စိတ်တန်ရာတွေနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာမွန်းကျက်ရှုပ်ထွေးအရာအလုံးကဘာတွေလဲမသိဘူးရှုပ်ထွေးလိုက်တာဘယ်ကနေစပြီးတော့လောရမှန်းလည်းမသိဘူးဘယ်ကနေစပြီးတော့ဖြည့်ရမှန်းလည်းမသိဘူးအဲ့လိုကျိုးထုံးလိုမျိုးပဲပေါ့နော်ကိုယ့်ရဲ့စိတ်မှာရောနောက်ပြီးတော့ကိုယ့်ရဲ့လက်ရှိသွားမယ့်လမ်းကြောင်းမှာရောကိုလက်ရှိရောက်နေတဲ့ life မှာရောပြီးတော့ကိုဆက်သွားရမယ့်အရာမှာရောအဲ့လိုဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးကစဉ်းစားကြည့်လိုက်ရင်တဲ့ဒီကဏ္ဍတော်တော်များများမှာပေါ့နော်အခြေရေးပဲဖြစ်ဖြစ်အလောက်ကိုင်းပဲဖြစ်ဖြစ်မိသားစုရေးပဲဖြစ်ဖြစ်အရာအလုံးကကျိုးအထုံးကြီးလိုပဲအစရှာမတွေ့ဘူးဘယ်ကနေစဖြီရမှမသိတဲ့ကျိုးထုံးလိုမျိုးပဲအစရှာမတွေ့ပဲရှုပ်ထွေးနေတယ်အဲ့တော့ရှုပ်ထွေးပြီးကိုယ့်ရဲ့စိတ်ကလည်းအဲ့လိုဘာလုပ်ရမှမသိအဲ့လိုရှုပ်ထွေးပြီးတော့ဘယ်ကနေစဘယ်ကိုစသွားမှမသိအဲ့လိုမျိုးပေါ့နော်အဲ့လိုအရာအလုံးရှုပ်ထွေးနေတာမျိုးဖြစ်နေတတ်တယ်အဲ့တော့ရှုပ်ထွေးနေနဲ့အဲ့လိုမျိုးဒီကိုယ့်ရဲ့စိတ်ထန်ရာတွေကလည်းပြန်ပေါ်တတ်တယ်အဲ့ဒီမှာမှကိုဒီဘယ်ကနေစပြီးခြေလန်းရမလဲဆိုတဲ့အရာမျိုးကိုရှေ့ဆက်ရမှာလည်းမေဖူးရှိရပြောသလိုပဲနှေးတုံနေကိုဖြစ်နေတတ်တာပေါ့နော်အဲ့တော့အရင်ရှေ့လောလောဆယ်မှာပြောရင်ကိုယ့်ရဲ့စိတ်သွားတိုင်းကိုမပါနိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့စိတ်သွားတိုင်းကိုမပါတာတခါလေကြာရင်တော့စိတ်သွားတိုင်းစိတ်ကသွားတယ်ဒါပေမဲ့
အခြေအနေတွေကကိုမပေးသေးတာအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်နဲ့ကိုယ်နဲ့ထပ်တူမကြတာစိတ်သွားတဲ့ကိုမပါတာကိုယ့်ရဲ့စိတ်နဲ့အခြေအနေတွေနဲ့ကိုယ့်ရဲ့စိတ်ကသွားပေမဲ့အခြေအနေကကိုမပေးတာအဲ့လိုမျိုးတစ်ခုခုကလွဲနေတာပေါ့နော်ဒါကြောင့်မို့လို့နေတုံအခြေအနေနဲ့ဒီမှာဖြစ်နေတတ်တယ်တဲ့ဆိုတော့အဲ့လိုပဲဒုတိယဒီ second cut မှာကလည်းအဲ့လိုကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဒီဖြစ်တဲ့အနေအထားဖြစ်တဲ့ energy တွေနဲ့သက်ဆက်သွားရမယ့်အနေအထားမှာကိုဒီပြောရင်တော့အဲ့လိုတုံနေနဲ့အဲ့လိုမျိုးဒါနှေးကွေးနေတဲ့အနေအထားမျိုးကိုပဲတွေ့ရပေါ့နော်အဲ့တော့ okay နောက်ဆုံးတက်ကတ်ကိုထုတ်ပြပါမယ်နောက်ဆုံးတက်ကတ် last second week decision making အဲ့တော့ okay ဖွင့်တော့ဆက်ရဲ့နောက်ဆုံးတက်ကတ်နောက်ထပ်တက်ကတ်လောက်ထပ်ထုတ်ချင်တယ်ဆိုတော့ okayဆိုတော့မဆိုသူက second week မှာအဲ့တော့ okay အဲ့တော့ကိုယ့်ရဲ့ဒီစိတ်တွေအရန်ရှုပ်ထွေးလေးလံနေရကနေမှတစင်းသူကဘလို့ energy ကနည်းနည်းပြန်ပြောင်းသွားလိမ့်မယ်ပေါ့နော်ဒီ second week ကုန်ကနီလာမှာကိုယ့်ရဲ့စိတ်မှာပြတ်သားမှုတစ်ခုကိုဒီပြတ်သားမှုတစ်ခုစိတ်ထဲမှာပေါ်လာတာမျိုးပေါ့နော်တခုခုကိုတော့ငါဆုံးဖြတ်ရတော့ငါဒီလိုနေတော့မဖြစ်တခုခုဘာလို့အောင်လဲဆိုပြီးတော့ငါဆုံးဖြတ်ချက်ချမယ်ဆိုတော့ဒီ decision making တခုလုပ်ရတာမျိုးပြပြတသားတခုခုဆုံးဖြတ်ရတာမျိုးပေါ့နော်ရှေ့တိုးမှလားဒါမှမဟုတ်ဘယ်လိုလုပ်မှလဲဘာဆက်လုပ်မှလဲဆိုတဲ့ဟာမျိုးပေါ့နော်ဘယ်လိုကဏ္ဍမှာမဆိုငါဘယ်ဟာကိုရွေးချယ်မှလဲဆိုတဲ့ဟာမျိုးတခုခုကိုပြပြတသားဆုံးဖြတ်ရမယ်အနေထားတခုဒါပေါ်လာတတ်ပါတယ်တဲ့အဲ့ဒီကနေမှနောက်ဆက်တွဲမှာဒီ second week ကုန်ကနေဒီ match လထဲမှာနေမယ်ကိုဘာဆက်လုပ်ရမလဲဆိုတဲ့လမ်းကြောင်းအသစ်တစ်ခုရှာတွေ့သွားတာအလုပ်တစ်ခုအလုပ်ဆိုရင်လို့ရှိရင်လည်းဘယ်ဟာကိုငါလုပ်ရမလဲဆိုတာမျိုးရှာတွေ့သွားတာ idea ကောင်းတစ်ခုပေါ်လာတာအဲ့လိုမျိုးဒီမှာရှိပါလိမ့်မယ်တဲ့ဆိုတော့အဲ့တော့ okay ဒီ match la second week မှာကတော့အနည်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะအရာအားလုံးကမိဖို့ဒါရှိရပြောခဲ့သလိုမျိုးပဲအခြေအနေတွေကအရန်ကြီးကိုအဲ့လိုမျိုးမျက်နှာตาမပေးသေးတဲ့အနေအထားမျိုးပေါ့နော်နှိမ့်တုံနဲ့တွားရတတ်တယ်စိတ်ချတိခံရတတ်တယ်အဲ့လိုမျိုးအနေအထားမျိုးတွားရတတ်ပါတယ်အဲ့တော့မိဖူးတော်မလေးဘယ်လိုလဲဆိုတော့အခုဒီလောလောဆယ်မိဖူးရောက်နေတဲ့နေရာမှာခုနေ့ကဆိုလို့ရှိရင်ပေါ့နော်ဒါမိဖူးရဲ့တွေ့ကြုံလေးကိုဒါ sharing လုပ်ပြရပါခုနေ့ကဆိုလို့ရှိရင် wifi ကိစ္စပြောရင် line ကိစ္စမရတာပေါ့နော်ဒီနေရာမှာ line ကိုတက်ဖို့အမှအဲ့လိုတက်မယ်ဆိုပြီးတော့မှဖြစ်ပြီးတော့မှမရတာမျိုးတော့နောက်ပြီးတော့ကြတော့အဲ့လိုမျိုးပေါ့နော်ဒီသုံးနေတဲ့အဲ့ဒီ machine set ကလေးကလည်းline ရမတက်တော့တာအဲ့လိုမျိုးပေါ့နော်ရှုပ်ရှက်တွေခတ်ပြီးအဲ့လိုအကုန်လုံးကနှေးကွေးနေဘာဘယ်ကနေစပြီးဖြီးရမှမသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့နောက်တော့မှတဖြည်းဖြည်းအဲ့လို3-4ဆင့်လောက်လုပ်ပြီးတော့မှ3-4ခါလောက်လုပ်ပြီးတော့မှအဲ့လိုမျိုးတခုဒီ solution ရှာတွေ့သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါကတော့မှဒါ line ကိစ္စပေါ့နော် wifi ကိစ္စဒါအရင်ပြဿနာအကြီးမဟုတ်သေးရပါဘူးမဟုတ်သေးဘူးပေါ့နော်ဒါမဲ့ဒါ line နဲ့အလုပ်လုပ်နေရ online နဲ့အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဒါကတော့တကယ်လိုအပ်တဲ့အရာမျိုးပေါ့နော်အဲ့တော့ထားပါတော့ဒါကတော့မင်းဖူးရဲ့ဥပမာလေးကို sharing လုပ်ပြအဲ့တော့ဒီလိုဒီလက်ရှိကာလမှာရင်ကိုဒါတယောက်တည်းမဟုတ်ဘူးကိုမင်းဖူးကိုယ်တိုင်အဲ့လိုမျိုးဒါဖြစ်တယ်ပေါ့နော်အကုန်လုံးကနှီးကွေးနေရမျိုးပေါ့စိတ်ရှည်ရတယ်ပေါ့နော်စိတ်တော်တော်ရှည်ရတယ်အဲ့လိုမျိုးဖြစ်တော့ဒါစိတ်ရှည်တိခံပြီးတော့ဖြတ်တန်းရမယ့်ချိန်ကာလဖြစ်ပါတယ်လို့အဲ့တော့ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်